Hello အားလုံးပဲမင်္ဂလာပါရှင်ပြောစရာလေးရှိလို့ပါရှင်ဒါကြတော့လူလေးလာမေးထားဘူးလို့ပေါ့နော်ငါသူကအိမ်မခေကကြတော့နေ့လည်းရှိရလားညလည်းရှိရလားဒါမှမဟုတ်နေ့ပဲရှိရလားညပဲရှိရလားမင်းကြတယ်နေ့လည်းရောညလည်းရောတစ်ဆက်လောက်ရှိတယ်ပေါ့နော်တချို့ကမေးမှာအိမ်မခေကဘယ်လိုတော့လဲ3နေ့ပြပြပါလားတချို့ကကျတော့တခြားသူမှတော့ဝယ်တယ်ပြီးလာမေးတယ်ဒါပေမဲ့ပြောပြပေးရနော်တခုဗီဒီယိုမှာလေသူကအကုန်လုံးပြောပြလိုက်မယ်သူကစီမဝယ်ချင်မဝယ်ချင်နေရတယ်ဒါပေမဲ့သူကကျတော့အိမ်မခေပစ္စည်းပဲရောင်းနေနော်အိမ်မခေ online ပဲရောင်းနေသူကခါကြရောင်းရတဲ့အားလေးမတင်ပြဘူးပါပစ္စည်းကကျတော့မြဲပို့ရတယ်ကွာမြဲပို့တယ်လာသူစားမှာကျတော့သူစားဖောက်တယ်နဲ့သူစားဖောက်တယ်ရှိတယ်လောက်ကိုလာမှာကြတယ်ပြီးကြားရဲလေးမှာလည်းသူတို့ပစ္စည်းလေးပါလေးကုံလိုက်လာဝယ်ကြတယ်အဲ့လိုမျိုးရှိတယ်သူစားဖောက်တယ်နဲ့သူစားရှိတယ်သူစား3နေ့3ပုံပြောပြမယ်နော်သူစားကြတော့ဘယ်လို3လဲဆိုတော့သူစားညအိမ်မယ်ညအိမ်ခါနီးရသူစားအရေးဆုံးဒီမှာမိနာတဲ့ဒီမိနာတဲ့နော်တည်တယ်မလားတော်တော်များများအိမ်ခင်မိနာတဲ့မိနာအရေးတည်တယ်ပြီးတော့သူစားစီလာလေးတယ်ညနော်ဒါညစီလာလေးတယ်နော်မိနာတဲ့ပြီးသူစားစီလာလေးတယ်စီလာလေးပြီးသူစားကျဲလေးတယ်ဒီမှာတော့ညကြိုက်သူစားအဲ့ဒီ3မျိုးပဲလိမ့်နေနော်ကျန်တာဘာမှမလိမ့်ဘူးနော်ကိုနေမတက်မှာဆိုလို့ MK ဆို MK ပဲ3တယ်တခြားလေးနဲ့တွဲ3ရဲဘူး MK ဆို MK တစ်ဆက်လောက်ပဲ3တယ်ဒီမှာညဆိုအဲ့ဒီ3မျိုးလုံးတယ်အဲ့ဒီ3မျိုးပဲ3တယ်နော်မျက်နှာတည်တဲ့စီလာလေးနဲ့ကျဲလိုက်တယ်ပြီးအဲ့လောက်ပဲကျန်တာဘာမှမလိမ့်ဘူးပြီးအိတ်လိုက်တယ်မနေ့အိတ်ရနိုးပြီဆိုတာနဲ့ကိုအလုပ်တော့မပဲဖြစ်အဖေတော့မပဲဖြစ်ပေါ့နော်ဘယ်တော့မှပဲဖြစ်နေကကြတော့မရှိပဲဖြစ်ပဲပေါ့နော်နေကမတော့မျက်နှာမှာအမဲစိတ်ဖြစ်တာတို့တင်းတိတ်ဖြစ်တာတို့လေရှိတတ်တယ်လေနော်အဲ့ကြောင့်ကိုအိတ်ရနိုးလာပြီဆိုတာနဲ့ရေချိုးတော့မယ်ဆိုတာနဲ့ဒီမှာထောက်ဆန်တိုင်းပဲအိမ်မခင်မင်းနာပြန်တိတ်လိုက်တယ်နေ့နော်ဒါအိမ်မခင်မင်းနာပြန်တိတ်တယ်ပြီးစီနာပြန်လိမ့်တယ်နော်နေ့ပဲနော်ဒါစီနာလိမ့်ပြီးဂျယ်လိမ့်တယ်နေ့ဆိုရင်အဲ့ဒီ3မျိုးနည်းနည်းပဲလိမ့်ပေးနော်အဲ့ဒီ2မျိုးပေါ့နော်အပေါ်က2မျိုးနည်းနည်းပဲလိမ့်ပေးနော်ပြီးပြီဆိုရင်ဒီမှာတော့ဒါနေ့နော်နေ့ပြပြလာညကျတော့အဲ့ဒီ3မျိုးပဲနော်ပြီးတော့ဒီမှာနေကဒီမှာနေကဒါကျတော့ make up ပါတဲ့ဟာကိုလို make up ပါတဲ့နေကနော်ဘူးဖြူရောင်လေး make up ပါတဲ့နေကဒါကျတော့ make up ပါတဲ့နေကဒီမှာဝါတာ make up ပါတဲ့နေကနေဖက်ကျတော့ဒီ5မျိုးပဲလိမ့်တယ်နော်ဒီ5မျိုးပဲလိမ့်နေသူစားဘာမှမလိမ့်ဘူးတချို့တနခါလိမ့်မဆိုလဲလိမ့်လို့ရတယ်ဒါပေမဲ့သူစားမလိမ့်ဘူး MK ဆို MK ပဲ MK ပစ္စည်းပဲတွဲလိုက်တောင်းတယ်တခြားကလိမ့်မရဘူးနေ့ဆိုရင်ကိုကမျက်နှာတင်မယ်ပြီးစီနာလိမ့်မယ်ပြီးဂျယ်လိမ့်မယ်ပြီးဒီမှာဘူးဖြူရောလေးကလိုလိမ့်မယ်ပြီး make up တန်ပါတဲ့ဟာပေါ့ပြီး make up တန်ပါတဲ့ဟာဝတ်တာလိမ့်မယ်အဲ့လောက်ပဲပြီးကိုကပါနေပဲကြဲမျက်ခုံးပဲဆွဲကနခန်းဒီပဲဆွအဲ့လောက်ပဲနေ့ဆိုရင်ဒီ5မျိုးညဆိုရင်ဒီ3မျိုးအဲ့လောက်ပဲနော်လွယ်လွယ်လေးပဲဒါသူစားစီမမဝယ်လဲရတယ်သူစားပြောပြရင်နော်တချို့ဆိုရင်မပြောဘူးနော်သူတို့စီမဝယ်မှသူတို့ရှင်းပြပေးတယ်ဒါကြတော့သူစားအကုန်လုံးပြောပြလိုက်တယ်ကွာပြီးသူစား3နေ့ပြောပြရတယ်ဒါပေမဲ့တယောက်3နေ့တူလားမတူလားတော့မသိဘူးပေါ့နော်တကယ်လို့ကိုကလိုချင်တယ်ဘယ်မှာပေါ်ရမလဲဆိုရင်သူစားစီမမှာလို့ရတယ်သူစားကြတော့ထိုင်းနိုင်ငံပြီးမလေးရှားစင်ကာပူအဲ့လောက်ပဲပို့တယ်နော်မြန်မာနိုင်ငံလည်းမပို့ဘူးနော်လိုချင်တယ်ဆိုရင်သူစားစီမလာမှာလို့ရတယ်နော်ဒီမှာလာရှင်းပြတာပါရှင်ကိုကဒီပစ္စည်းဝယ်တော့လို့လည်းမပြောဘူးနော်တကယ်လို့ကိုကသုံးချင်နေဆိုရင်လာဝယ်သုံးလို့ရတယ်ပြီးဘာအတွက်ကောင်းလဲလို့မေးတဲ့သူတွေပေါ့နော်မျက်နှာမှာဝတ်ချင်ရှိတဲ့သူတွေအမဲစိတ်ရှိတဲ့သူတွေပြီးတိမ့်တိတ်ဖြစ်နေတဲ့သူတွေပြီးစားဝတ်ချင်ရှိတဲ့သူတွေအတွက်သုံးပြီးတော့တစ်ဆက်လောက်သုံးလို့3ပြီးဆိုတစ်ဆက်လောက်သုံးမျက်နှာတင်တဲ့ပဲသုံးကြည့်မယ်လေးပေါ့ညအဲ့တော့တချို့ကျတော့အေးပေါ့မတက်နိုင်လို့အဲ့လောက်ပဲသုံးတာပေါ့ရတယ်ဘယ်လောက်ပဲသုံးတော့ဒါပေမဲ့တစ်ဆက်လောက်သုံးရင်ပိုပြီးကောင်းတာပေါ့နော်သူစားတော့တစ်ဆက်လောက်ပဲသုံးစီချင်တယ်အဲ့ဒါလာပြလာပါရှင်တကယ်လို့လူချင်းတွေဆိုရင်သူစားစီမလာဝယ်လို့ရပါတယ်ရှင်အားလည်းကိုကျေးဇူးပါရှင်နောက်ရက်ဒီကြာရင်သူစားနေလိမ့်ပြမယ်နော်ဒါကကြတော့တာဖိုင်နဲ့လာရှင်းပြတာပေါ့နော်အားလည်းကိုကျေးဇူးပါတတာ